ပေးဆက်เสียဝတ်ကြွေးတွေကုံသွားတဲ့နေ့လမ်းခွဲခြင်းတွေခွဲခွာခြင်းတွေအဆုံးသတ်ခြင်းတွေကသူ့အလိုလိုဖြစ်လာပါလိမ့်မယ်အလိုလိုဆွန့်လွတ်နိုင်သွားလိမ့်မယ်သူ့အလိုလိုလွတ်ချနိုင်တဲ့ခွန်အားတွေဖြစ်လာပါလိမ့်မယ်ဒါကိုပဲတချို့ကတော့လဲကိုယ့်ရဲ့မဆွန့်လွတ်နိုင်သေးတဲ့စိတ်ကိုယ့်ရဲ့ဆွဲလန်းစိတ်တွေကိုဝတ်ကြွေးနဲ့ရောပြီးတော့မှလွှဲချနေတဲ့လူတွေလည်းရှိပါတယ်တခါတလေဝတ်ကြွေးကန်ကြွေးကကုန်နေပြီကိုယ့်ရဲ့ဆွဲလန်းတဲ့စိတ်ကမပြေသေးဘူးကိုယ့်ရဲ့အမှတ်မှားမှုကမဖြေနိုင်သေးဘူးဆိုတာမျိုးကြောင့်လည်းပူလောင်ခံစားနေရတာမျိုးတွေဖြစ်တတ်ပါတယ်ပေးဆက်เสียဝတ်ကြွေးတွေကုံသွားတဲ့နေ့လမ်းခွဲခြင်းတွေခွဲခွာခြင်းတွေအဆုံးသတ်ခြင်းတွေက